စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှန်လမ်းမှန်မဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနီးမှန်လမ်းမှန်မဆုံးမနိုင်တဲ့အခါမှာကြမ်းတမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြမ်းတမ်းနေလို့ပြောတယ်အလိုရမဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုန်းတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကအပြောတွေကလည်းရိုင်းလာတယ်ကာယကအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုန်းတို့တွေကကာယကမှုဝစီကမှုတွေရိုင်းလာမှဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုန်းတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှဘုန်းတို့တွေကလူချင်းမမောစရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုຢာကမဖြစ်အောင်ဆုံးမမယ်ဟုတ်လားမကျေနပ်စရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမယ်မေတ္တာဖြစ်အောင်နော်ဘလို့အာယုံနဲ့ပဲတွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဒါစိတ်ကိုဆုံးမအဲ့ဒါလိုမျိုးအာလောဘဓာတ်တွေအာဒေါသဆိုတဲ့မေတ္တာဓာတ်တွေအာမောဟဆိုတဲ့ပညာဓာတ်တွေဘုန်းတို့တန်တာမှာဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေရာဖြင့်ယာယီနေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့ဒါလိုကြိုးစားနိုင်တာနဲ့မြတ်ဘုန်းတို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာဒုံနိကဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်တန်ဒုက္ခဝဟတချို့ဒီကဒါလေးရလိမ့်မယ်နော်ဒုံနိကဟတနှိမ်နှင်းမှုရခဲရင်သောလဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကာမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လည်းမြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုစီးမရှိကံမရှိရောက်သွားတတ်တဲ့သဘောလည်းရှိနှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမ္မာန်လမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟံတန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါပဲเนาะအဓိကချက်ကဒီကထာလေးကိုအချမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပ္ပယ်ကိုပိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်းတဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဒါဘုံဘုံတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြမ်းထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန်လမ်းမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကဒါလေးကိုဘာကြောင့်မြတ်စွာဘုရားဟောတယ်လဲလူတိုင်းကြားဖို့ရတယ်မြတ်စွာဘုရားလက်ထက်ကမာတိကမာတာတက္ကမကြီးသူနေတဲ့ရွာကိုယဟန်တော်6ကျိတ်တရားလာပြီးတော့အထုတ်ကြအဲ့ဒါတက္ကမကြီးကပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာ
နောက်တော့ယဟန်တော်တွေပေးတဲ့တရားကို तू ကအထုတ်ပြီးတော့ယဟန်တော်တွေအရင် तू ကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာ तू ကတကူ80ဘတ်နဲ့မှတွဲပြီးတော့ရတယ်တဲ့ယဟန်တွေရဲ့စိတ်ကို तू ကအိမ်ကနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေကဝါတွင်း3လအတွင်းမှာသူတို့လည်းပဲယဟန်နာဖြစ်ကြတယ်ဒါသူတို့ယဟန်နာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးနော်နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံသတင်းကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်ဆည်းပေးနိုင်တယ်လို့ဒီသတင်းကအလွန်မှုေးတယ်ပေါ့။အဲ့ဒါနဲ့အညတ္တရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြဲမြဲဆန်းဆန်းတရားတို့တရားများရမှာပဲဆိုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမာကြီးကသိနေတယ်။ तू ကအဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်။ကျောင်းကလည်းညစ်ပတ်နေတာတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတန်ရှင်းရေးသမားရောက်လာတယ်။နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြတ်လာပို့ရင်ကောင်းမယ်ဆိုဆွမ်းလာပို့တဲ့လူရောက်လာတယ်။အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့ तू ကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူး။သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာ။ကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာ။ဒီမှာကြီးသူများစိတ်သိသလားတော့မမစင်ဘယ်နဲ့ကြောင့်မမေးသိမမေးလိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော်အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီးတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်တာကိုလည်းတွေးတာပဲလေတော့ငါသာတကယ်လို့မသိတော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနောက်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာအဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားသိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာနေရဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုံနေကဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခဝဟဒုံနေကဟတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိတယ်ခုဒီနာတော်ကြဟိုနာခုဒီအကြောင်းရတော်ကြဟိုအကြောင်းရရောက်ချင်အောင်ရောက်တွေ့ချင်တွေ့ယထကာမနိပါတိနောစီမရှိကမ်းမရှိဗယံပရာရောက်ချင်အောင်ရောက်တွေ့ချင်အောင်တွေ့ပြီးတော့ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျက်စားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတဓမ္မထောတာတုနော်စိတ်တတစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာလို့လို့စိတ်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့တော့စောစောကဘုံဘုံတို့တရားနေတန်းလေးမှာတော့ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့ဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြမ်းထမ်းနေဒီလိုခေါ်ရတယ်အဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရပါတယ်နော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပို့ပြီးတော့ဒါပူလောင်လိမ့်မယ်ဆင်းရဲလိမ့်မယ်ပင်ပန်းလိမ့်မယ်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပေါက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပို့ပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော်လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာအဲ့ဒါကိုဘုံဘုံတို့ကနီးမှန်လမ်းမှာဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာ
နော်စွန့်လွတ်နိုင်မှုတွေအတောဒဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုဆုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေ့လေးဘုံဘုံတို့ကြိုးပမ်းအထောက်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်တပြိုင်တည်းနားလည်ထားမှာကငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလည်ရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော်ဒါဘုံဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကားလုံးရဲ့နယ်ပယ်ကျေပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့နော်တာမန်ဘုံဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကထင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကိုအဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတော့မလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီးလင်းပြောထားတာပဲလေဒုံနိကဟတနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုန်းဘုန်းတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလဒ်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိအဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုံးမရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုန်းဘုန်းတို့ဘာလုပ်အောင်မလို့စူးစမ်းကြဒါကြောင့်မြတ်စွာဘုရားကအမျှော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မောင်ယဉ်ကျေးအောင်ဆုံးမဖို့စူးစမ်းကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ယဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာရိပုတ္တရာနဲ့ကိုရင်ဝိပြီးမကြသေးပါမကြခင်မှာပဲမြို့ထဲကိုဆွမ်းခံလိုက်သွားတာလို့ဆွမ်းခံလိုက်သွားတဲ့အခါကျတော့ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်လေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေကစိတ်ရှိသလားလို့မေးတယ်အလို့မေးတာတော့ဆိုတော့လိုချင်တဲ့နေရာကိုရေတွေကတော့တွင်နဲ့စီးလာတာဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မြန်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်ကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်သမထတရားဝိပဿနာတရားနဲ့နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမှာတော့အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်မုတ်ဆိုးတွေလေးသမားတွေဘာလုပ်နေကြတာတွေ့တော့ဆိုတော့မြားတံတွေကိုဖြောင်းနေတယ်တွေ့မျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးဘေးမှာမီးဖို့ပြီးတော့ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာရောစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောတော့ဟာလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမတ်အောင်ရင်ကြီးအောင်အည်သွေးရှိအောင်လှုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတာအဲ့ဒါနဲ့ဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံးမျိုးစုံလုပ်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုပ်နေကြတယ်မြင်ခွင့်ကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုပ်နေတော့လဲဘိန်းတွေကဘုံတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှဝိုင်းကြီးဖြစ်သွားတာ哦အဲ့ဒါကိုဒီမှာအဆူတို့စောက်တို့ဓာတ်တို့ပဲကုတ်တို့နဲ့ရွှေကြခုတ်ကြထစ်ကြပြုတ်ပြင်းကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာရောစိတ်ရှိလားဖေ။ကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်စောတော့လို့ပဲ
စိတ်မရှိတဲ့အသားပေါ်တောင်လိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတော်ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမှာတော့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့နော်ငကျင်းသားလေးနဲ့နော်ဆွန့်ရအောင်လဲဆွန့်ခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကဒါရှင်သာရိပုတ္တရာလည်းခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်လေးအခြေခံပြီးတော့သူ့စိတ်ကိုစောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနဣတမစီယအစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှန်လမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ်အဲ့ဒီမှာတကယ်ကိုရင်ပန္တိတကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုန်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကေညိနယန္တိနိဋ္ဌိကဥတုကာရဓမယန္တိတေဇနံဒါရုံဓမယန္တိတစ္ဆကအတ္တနာဓမယန္တိပန္တိတာတဲ့ဥဒကေညိနယန္တိနိဋ္ဌိကလေသမားတို့သည်ဥဒကံရေကိုနယန္တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေ့ပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥတုကာရဓမယန္တိတေဇနံဥတုကာရလေသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေးပြီးဖြောင်းကြတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မှန်နိုင်မှာ哦မြားတံကဝိတ်ဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှတို့သိတရားရှိတာကိုသူကမှန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေညိနယန္တိနိဋ္ဌိကဥတုကာရဓမယန္တိတေဇနံဒါရုံဓမယန္တိတစ္ဆကလက်သမားဆရာတို့သည်ဒါရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြတယ်ဟုတ်လားအစတော့တရားရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီဆိုလို့ရှိရင်ပရိဘောကအသုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ရင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နတ်ရုပ်ထုလည်းဖြစ်နိုင်တယ်စင်တုတော်လည်းဖြစ်နိုင်တယ်ဒီသေသားအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလက်မှာစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမျှော်မှန်းနိုင်တဲ့အကျိုးရလဒ်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချဲ့ထွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုသိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြောက်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်မြားတံမှာဖြောက်အောင်မလုပ်နိုင်တဲ့လေသမားဟာဘယ်လိုလုပ်ပြီးတော့မှသူပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်နိုင်တဲ့လေသမားဖြစ်မှာမဟုတ်ဘူးနော်အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြိဘောကပစ္စည်းဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးနော်ရေမှကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးမြားတံမှာမဖြောက်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံသဏ္ဍာန်မှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့တရားဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်အတ္တနံဓမယန္တိပန္တိတာအမျှော်မြင်ရှိကြတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မယ်ဆိုတာကိုနားလည်ကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မရိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ရေကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူးမြားတံမှာမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးဟုတ်လားအဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလက်သမားမဖြစ်နိုင်ဘူးနောက်ဆုံးစကားကြတော့ဘယ်လိုပြောမလို့ကိုယ်စိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူးဒီလိုမျိုးတွေးရအောင်နော်ဒါကြောင့်ဒီကထာလေးတွေကိုဘုန်းဘုန်းတို့ကြည်ခြင်းအပြင်ကိုယ်စိတ်ကိုဆုံးမရတာခက်ခဲတယ်မလွယ်ကူဘူးဆိုတာကိုဘုန်းဘုန်းတို့နော်သိထားတော်လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုတော့ဖြစ်မြောက်အောင်ဘုန်းဘုန်းတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့လေနော်အဲ့ဒါကိုဘုန်းဘုန်းတို့လုံမသာလင်ကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ဘဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်
ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုံဘုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုယ်စိတ်ကိုဘုံဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါတယ်ဒီတိုင်းပဲထားလိုက်ရုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါတယ်ဘာမှခက်ဘုံဘုံတို့ကြိုးပမ်းเสียမလို့အာယုံကောင်းနဲ့တွေ့ရင်ဘုံဘုံတို့ကြိုက်မယ်နော်အာယုံရိုးနဲ့တွေ့ရင်ဘုံဘုံတို့မိုက်မယ်ပေါ့နော်ဒီလိုသွားတယ်ဒါလွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံဘုံတို့လိုချင်တဲ့ကောင်းကျိုးရလဒ်ကိုဖြစ်စေမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့နိဋ္ဌာယုံပဲတွေ့ငါစိတ်ကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်မေတ္တာတရားကိုပဲဖြစ်ထွန်းစေရမယ်တိခံမှုခွင့်လွှတ်မှုကိုပဲဖြစ်ထွန်းစေရမယ်လို့အဲ့လိုကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုံဘုံတို့စိုးမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရရှိတဲ့သဘောကိုစောတော့ရေလိုပဲသူကဟုတ်လားကိုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားစိုက်ရတယ်ဒီတိုင်းပြစ်ထားမယ်ဆိုရင်တော့ရေကသူ့နေရတော့အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုံဘုံတို့မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြောက်အောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေကမြားကိုဖြောင်းကြတယ်လက်သမားတွေကတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလောက်ကန်ကြတယ်အဲ့ဒါလိုပဲအမျှော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမမလို့ဒါကအရေးပါတဲ့မိဂုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ္မာအောင်ယဉ်ကျေးအောင်ဘယ်လိုဆုံးမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုဆုံးမမလဲဆိုတဲ့မိဂုံရဲ့အဖြေလူရင်းတူရှင်လေးဘုံဘုံတို့တာဏုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်ဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာဂါထာလေး၃ပုဒ်ကိုဆက်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လားအစီအစဉ်လေးချပြီးတော့ပြောနေအဲ့ဒီတာဏုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တာဏုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူကသူ့ဘလူလောကနတ်လောကမှာသူကမျက်နှာပွင့်တော့ကိုရင်ကိုမထွက်စေခြင်းဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘီလူမကဝင်ပူးပြီးတော့တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလို့မှငါလက်ကမလွတ်เสียအောင်ငါမဖြစ်အောင်နှိပ်စက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းအရာမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်တာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်အဲ့ဒီကိုရင်တာနုကိုအကြောင်းပြုတော့မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လည်းကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရာမှအတိပ္ပယ်ပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုဆုံးမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နာစီခြင်းတယ်နော်။ဘာပြောထားတယ်ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထာကာမယထာဒုက္ခံတတိဇာဟနိကနိတာမိယောနိတောဟဋ္ဌိပပိနံဝေယအင်္ဂုတကဟောတဲ့ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထာကာမယထာဒုက္ခံဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘယ်လိုပြောတော့ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှေးတုန်းကစပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါရဲ့စိတ်ဘသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လားစိတ်တည်ရဲ့သဘောဘယ်လိုရှိတော့တဲ့ဟိုရှေးတုန်းကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည်ယထကာမယေနိစကံယထကာမယထာဒုက္ခံယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထာဒုက္ခံကောင်းနိုးရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒါကဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကအိုးဘဝတန်တရားကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်သလိုကျက်စားလာခဲ့တယ်အာယုန်ရဲ့ပုံမှာထင်သလိုကျက်စားလာခဲ့တယ်အဲ့လိုထင်သလိုကျက်စားလာတယ်ဆိုတာကိုမြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြတော့အဲ့ဒါလေးကိုဘုန်းဘုန်းကအလွန်ပြောခြင်းယေနိစကံယထကာမယထာဒုက္ခံစကလုံးလေး၃လုံးသုံးယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထာဒုက္ခံကောင်းနိုးရာရာအဲ့ဒါကိုဘုံဘုံစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့စိတ်ဆိုတာနော်ကောင်းနိုးရာရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားတာဟုတ်လားယထာဒုက္ခကောင်းနိုးရာရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ
သူကောင်းတယ်ထင်တဲ့အာယုံမှာကျက်စားတဲ့အခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲ့ကိုမှသူကဘာထပ်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတဲ့ကမှသူကကြိုက်တာကိုထပ်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်တဲ့ဘုံဘုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမယ်ထင်တာကိုရွေးပြီးတော့ကျက်စားတယ်အဲ့ဒီကောင်းမယ်ထင်တာတွေကမှကိုစိတ်ကြိုက်ကိုကြိုက်တာထပ်ပြီးတော့ရွေးတယ်ပေါ့အဲ့ဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနှိပ်စကန်အလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းစားမရှိတော့ဘူးပေါ့နော်ဒီတဲပဲ तू ကတဝဲလေလေနဲ့မထွက်နိုင်မဲနဲ့ကျစားနေတော့တာစိတ်ရဲ့သဘောလေးကိုဘုံဘုံကမြတ်စွာဘုရားပြောပြတဲ့စကားလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြော့ပြတာဟုတ်လားကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက် तू ကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောပေါ့နော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့ तू ထင်တယ်လို့ကျစားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗျံပရာဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့အင်ကုတကဟောတဲ့ချွန်းကင်သောစင်တိန်သည်ဟဋ္ဌိပဝေနအမုံရသောစင်ကိုနေကနာတိဝိယနှိတ်ကိုဆုံးမတဲ့ကဲ့သို့ဣဇာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ချင်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောမရတိကာရလို့ဆိုတဲ့တင့်တယ်လျှောက်ပတ်မှန်ကန်စွာတွေးတောဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတ္တာမိနှိတ်ကွပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ချွန်းကင်ထားတဲ့ဆင်တိန်ဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမတယ်လို့နှိတ်ကွတယ်လို့တဲ့ဟုတ်လားဆင်ကိုဘုန်းဘုန်းတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကိုင်းတဲ့နေရာမှာလက်ချီဗလာတက်တက်နဲ့သွားပြီးတော့ကိုင်းလို့မရဘာပါရမှာတော့ချွန်းပါရမှာနော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကိုင်းတွယ်တဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ကိုယ်စိတ်ကိုလိမ္မာစေခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုန်းဘုန်းတို့ဆုံးမလို့မရအမုံရစ်တဲ့ဆင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့နော်ဒီစိတ်ကိုဘုန်းဘုန်းတို့ဆုံးမပဲဆိုလို့ရှိရင်လည်းပဲလက်နဲ့လိုတယ်ပေါ့နော်အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိသောလို့ပြောတယ်ယောနိသောဆိုတာယောနိသောမနတိကာရကိုပြောတာနော်ယောနိသောမနတိကာရဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့လမ်းကြောင်းမှန်မှန်တွေးတာနော်သူစဉ်းစားတာဆင်ခြင်တာတွေးတော့တာလမ်းကြောင်းမှန်တယ်မှန်တဲ့အတိုင်းသူတွေးတော့တတ်တယ်ဆင်ခြင်တတ်တယ်နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ယောနိသောမနတိကာရအဲ့ဒီယောနိသောမနတိကာရဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘာလို့ရမလို့ဆုံးမရမယ်တဲ့